အမေလက်ဖေးနင်အလောက်တောင်ကောင်းတခုမလုံးနိုင်ဘူးလားနင်ဘာလို့ဒီခွက်မှယူခဲ့ရလဲအဲ့ဒီခွက်ကဧည့်သည်တွေအတွက်ထထားပါလေဆိုမှသွားဘလို့ထထားလေအဲ့တဲ့အကုန်ပြန်သိမ်းထားပြီးတော့ငါအတွက်စတီးခွက်မှယူခဲ့သွားဒီကောင်မဟဲ့တထေးသမီးတောက်ပြီးတော့ဘာလို့ပြစ်လိုက်တာလဲအဲ့ဒီမှာရေပြန်ဖြည့်ပြီးတော့ပြန်တောက်လို့ရသေးရဲ့လေကောက်အခုချက်ချင်းကောက်ပြီးတော့တစ်ခါလေးရေဖြည့်ပြီးတော့ထိန်းထားသွားချိန်တိုင်းဖြိုးမှုပဲဟဲ့ကမဘာလို့ပလတ်စတစ်ခွာနေရလဲပလတ်စတစ်ခွာလိုက်ဟောင်းသွားမှာပေါ့နေတောင်မသိဘူးလားအလောက်ကမရှိအင်္ဂါပစ္စည်းတွေပဲဖြတ်စီဖို့ပဲထင်လားဟမ်အမေခေါင်းချွဲအစ်စ်ဝယ်ပေးအောင်ဒါကုန်သွားပြီပေးမမလည်းကုန်သွားတာပေးအများကြီးရှိသေးတာ哦ပတ်စံဖြုံးမှုပဲအချိန်တိုင်းလာခဲ့ဒီမှာရောအများကြီးပဲခုရောတုံးလိုက်တော့ချိန်တိုင်းပတ်စံဖြုံးမှုပဲပတ်စံမရှိ